မင်္ဂလာပါ Smart HR မှာပါဝင်တဲ့ reporting module မှာဆိုလို့ရှိရင်တော့နောက်ဆုံးပေါ်နည်းပညာဖြစ်တဲ့ BI နည်းပညာကိုအသုံးပြုထားတာပဲဖြစ်ပါတယ်။ BI နည်းပညာကိုအသုံးပြုပြီးတော့ထုတ်ကြည့်လို့ရနိုင်တဲ့ report တွေကတော့ဝန်ထမ်းရေးရာနဲ့သက်ဆိုင်တဲ့ report တွေ attendance နဲ့ခွင့်ပိုင်းဆိုင်ရာ report တွေအပြင် payroll report တွေပါထုတ်ကြည့်လို့ရနိုင်ပါတယ်။ဝန်ထမ်းရေးရာနဲ့သက်ဆိုင်တဲ့ report တွေမှာဆိုလို့ရှိရင်တော့မိမိလိုချင်တဲ့ report ပုံစံကို cap view နဲ့ပဲဖြစ်ပါစေ pie chart view နဲ့ဖြစ်ပါစေ graph chart view နဲ့ဖြစ်ပါစေ list view နဲ့ဖြစ်ပါစေကြည့်ရှုလို့ရနိုင်ပါတယ်။ဒါအပြင်မိမိကထပ်ပြီးတော့အသေးစိတ်လိုအပ်တဲ့ report တွေဆွဲထုတ်ချင်တယ်ဆိုလို့ရှိရင်တော့ Smart HR Consultant တင်းနေနဲ့တိုင်ပင်ပြီးတော့မိမိလိုချင်တဲ့ raw data ကိုပေးပြီးတော့ customer ရေးဆွဲလို့ရမှာပဲဖြစ်ပါတယ်။ Recruitment and onboarding လိုမျိုး report တွေမှာဆိုလို့ရှိရင်တော့ဌာနအလိုက်ခန့်ထားတဲ့လူဦးရေစာရင်းတွေမိမိကုမ္ပဏီကဖွင့်ထားတဲ့အလုပ်ခေါ်စာတွေ position အလိုက်အလုပ်ခေါ်စာမှာလာလျှောက်တဲ့လူဦးရေစာရင်းတွေခန့်ဖြစ်သွားတဲ့လူဦးရေစာရင်းတွေအစရှိသဖြင့်ဒီလို report တွေကိုရက်အလိုက်ပဲဖြစ်စေလအလိုက်ပဲဖြစ်စေနှစ်အလိုက်ဖြစ်စေလိုအပ်တယ်လို့ကြည့်ရှုလို့ရနိုင်ပါတယ်။ attendance report တွေမှာလည်းထုံးလေး၎င်းပါပဲလအလိုက် attendance တွေရက်အလိုက် attendance တွေခွင့်စရင်းတွေကိုလိုအပ်တယ်လို့ data ထောက်ကြည့်နိုင်ပါတယ်မိမိလိုချင်တဲ့ပုံစံကို HR consultant တင်းနေနဲ့တိုင်ပင်ပြီးတော့ customer ရေးဆွဲသွားလို့ရနိုင်ပါတယ်။ BI နည်းပညာကိုအသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ system ထဲမှာရှိနေတဲ့ data တွေက up to date ဖြစ်နေပြီးတော့မိမိလိုချင်တဲ့ data တွေကိုနောက်ဆုံး up to date အနေနဲ့ရရှိနိုင်ပါတယ်။ပြန်ပြီးတော့ data entry သွင်းရတာမျိုးပြန်ပြီးတော့ data ပြင်ဆင်နေရတာမျိုးမလိုအပ်ဘဲနဲ့မိမိရဲ့အခြေခံ data ကသာup to date ဖြစ်နေရဆိုလို့ရှိရင်တော့ report မှာလည်း up to date data ကိုရရှိမှာဖြစ်ပါတယ်။